အားလုံးမင်္ဂလာပါခင်ဗျာဘူရာလာဟောင်း90ကနေကြိုဆိုပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမယ့်ချန်ပီယံလိပြိုင်ပွဲ Round 1 Day 2ရဲ့ပွဲစဉ်အချို့ကို preview လုပ်မှာဖြစ်ပါတယ်ဟိုဘက် channel မှာတော့ Bayern Munich နဲ့ Chelsea တို့ကစားကြမယ့်ပွဲကို preview လုပ်ထားပါတယ်ဗျာမနေ့ကမမနှစ်ပွဲမှာပေါင်း100နှုတ်100ဖြစ်ခဲ့ပါတယ် The 2ရဲ့ရောင်းပွဲကတော့4ရက်ဆက်5ရက်ဆက်အောင်မြင်ခဲ့အပြီးမှာမနေ့ညကတော့ကျွန်တော်တို့ကြားခဲ့ပါတယ်ဒီနေ့ညမှာတော့အစပြန်ပေးပြီးတော့ရောင်းပွဲလည်းထွက်မှာဖြစ်ပါတယ်2025-2026ဘောလုံးရာသီကစပြီးတော့ဘောလုံးပွဲတွေကိုထားကြကစားကျင်တဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်6နဲ့တွားရောက်ဆက်သွယ်ပြီးကစားနိုင်ပါတယ်။အပေါင်းကို9ကိုခုံ3နဲ့6ပါအောက်မှာလည်းကျွန်တော် comment မှာပါညာတွေကျွန်တော်ပေးထားပါတယ်ဗျာ။စိတ်ဝင်စားတဲ့သူတွေတွားရောက်ဆက်သွယ်ပါဗျာ။ online ကစားနည်းဖြစ်တဲ့အတွက်စီမင်းစည်းကမ်းတွေရှိပါလိမ့်မယ်။မေးပါမြန်ပါ။ကိုယ်နဲ့စိတ်ကြိုက်ဖြစ်ပြီးအဝင်ဝင်ကြဖြစ်တယ်ဆိုကမှဝေသွင်းတွေထုတ်တဲ့အဆင့်ကိုသွားပါဗျာ။ကိုလိုတာဝန်ယူပေးရမှာကနိုင်အောင်ကစားဖို့တစ်ခုပဲဖြစ်ပါတယ်။ကျန်တဲ့ကိစ္စတွေကိုကိုကြီးကျော်ကတာဝန်ယူပေးပါလိမ့်မယ်။ Olympiacos နဲ့ Pafos တို့ကစားကြမယ့်ပွဲဒီနေ့ရဲ့အစောဆုံးပွဲ17:15မှာဖြစ်ပါတယ်။အဆင့်50နဲ့အဆင့်84တို့ကစားကြမယ့်ပွဲဖြစ်ပါတယ်။ Olympiacos ဒီချန်ပီယံလိမှာတော့အဆင့်လာရှိတဲ့အသင်းကြီးပေါ့ဗျာ။ဒီအဆင့်ကိုသူတိုက်ရိုက်ကစားခွင့်ရခဲ့တာ။ကမ္ဘာဘောလုံးပရိသတ်တွေနဲ့ရောသူသဖြင့်ကျွန်တော်တို့နဲ့ရောမစိမ့်တဲ့အသင်းပေါ့ဗျာ။ Pafos ကျတော့ချန်ပီယံလိပြိုင်ပွဲကိုရှေ့စစ်ပွဲ round 2ကနေပြီးတော့သူစကစားခဲ့ရတာဗျ။အဲ့ဒီရှေ့စစ်ပွဲတွေကိုတွားကြည့်တဲ့အခါဒီအသင်းရဲ့အဓိကအားသာချက်ဒီအဝေးဝင်ပဲဖြစ်ပါတယ်။သူနဲ့တွေ့ခဲ့ရတဲ့အသင်းတွေဒီသူ့ထက်စာရင်ပို့ပြီးတော့ကြော်ကြားမှုပိုကောင်းတဲ့အသင်းတွေဖြစ်ပါတယ်။ Dynamo Kiev တို့ Maccabi Tel Aviv တို့နောက် Kfir Zavada တို့ဒီလိုအသင်းတွေကိုသူကြော်ဖြတ်လာခဲ့တာ။ရိုးရိုးကြော်ဖြတ်တာမဟုတ်ဘဲနဲ့အဝေးဝင်မှာဂိုးတွေသွင်းအဝေးဝင်မှာအနိုင်ကစားပြီးတော့ကြော်ဖြတ်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီအချက်လက်ရ AB Pafos ဒီအဝေးဝင်ရောက်ရင်တကိုးသွင်းနိုင်တယ်ဆိုတဲ့အားကိုကျွန်တော်တို့တွေ့ရပါတယ်ဒီဘက်မှာပေးထားတဲ့ကြေးကိုကြည့်တဲ့အခါ Olympiacos အသင်းကနေ1.50ဘော်လီကြေးပေးထားတယ်ဂိုးပေါင်းကြေးဒီ3.80ဆိုပြီးတော့ပေးထားတယ်အရှင်အသင်းကအခုလိုမျိုး1.50ဘော်လီကြေးပေးလာပြီဆိုရင်ဘော်လီကြေးအောင်နာချုံးတာအသာထားအရှင်အသင်းဒီအနိုင်ဆုံးအဲ့ဒီပွဲတွေမှာတကိုးပြတ်နေပဲနိုင်လေနိုင်တာရှိတယ်2-1ဆိုတဲ့ result မျိုးဒီအများဆုံးထွက်လာနေရှိတယ်ဆိုတော့ဒီကျေးဝင်ရိုးရ1.50ဆိုတဲ့ကျေးဝင်ရိုးရ Olympiacos အသင်းကိုအနိုင်လို့သတ်မှတ်ထားမယ်ဆိုရင် AB Pafos ဒီအဝေးကွင်းမှာဂိုးသွင်းနိုင်တဲ့အသင်းများအဲ့တော့ဒီပွဲဒီ2-1ကစကြည့်ရမယ်လို့ကျွန်တော်ယူဆထားတယ်ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်ကြိုက်တယ်ပြီးတော့ Olympiacos အနိုင်ရမယ်ဆိုရင်တော့မပြတ်သားဘူးလို့ယူဆတဲ့အတွက် AB Pafos ရဲ့ body ကိုလည်းကြိုက်ပါတယ်ဗျာဒီပွဲအတွက်ကျွန်တော်ရွေးချယ်မှုဒီ body out ဂိုးပေါင်းအပေါ်ဖြစ်ပါတယ်နောက်ထပ်တစ်ပွဲက Slavia Prague နဲ့ Bodo Glimt တို့ကစားကြမယ့်ပွဲဒီပွဲကလည်းအစောပွဲပဲဗျ။ကလပ်အသင်းအဆင့်သတ်မှတ်ချက်မှာ Slavia ဒီအဆင့်60မှာရှိပြီးတော့ Bodo Glimt ဒီအဆင့်69မှာဖြစ်ပါတယ်။ဒီနှစ်သိန်းကိုရှင်းပြီးပြောမယ်ဆိုရင်တော့ကျွန်တော်တို့နဲ့ပိုပြီးရင်းနှီးတာဒီပိုပြီးရင်းနှီးတဲ့နာမည်ဒီ Bodo Glimt ပေါ့ဗျာ။ Ancient Slavia ဒီလက်တလုံးမှာအိမ်ကွင်းစွမ်းဆောင်ရည်ပြည်တွင်းလိမှာတော့တော်တော်လေးမိုက်တယ်ဗျ။မနေ့ကခြေစစ်ပွဲအဆင့်မှာပဲကြံခဲ့ပြီးတော့ဒီရာသီမှာတော့သူတိုက်ရိုက်ကစားခွင့်ရခဲ့တာဘော်ဒိုကလင်ကြတော့ချစ်စစ်ပွဲကိုသူနောက်ဆုံး play off ကြမှာသူကစားခဲ့ရတယ် Strongest အသင်းကိုအိမ်ကွဲမှာဂိုးပြတ်နိုင်အိမ်ကွဲမှာဂိုးပြတ်နိုင်ပြီးတော့အဝေးကွင်းကြတော့တောင်ကမြောက်ကန်တွေလှုပ်ပြီးတော့သူ 1-2 နဲ့ပြန်ရှုံးတယ်ဒီဥရောပစစ်မျက်နှာမှာဘော်ဒိုကလင်တို့မဲမိုတို့ဒီလိုနာမည်တွေတွေ့တာနဲ့ကျွန်တော်တို့စိတ်ထဲမှာလိုသိတာကတောင်းကြီးကင်ပြီးတော့ဂိုးတွေလိုက်ကောက်ထည့်ရတဲ့ပွဲမျိုးပဲဆိုတော့ဒီအသင်းတွေဒီတိုက်စစ်ကိုဦးစားပေးပြီးကစားတဲ့အသင်းတွေဗျနောက်တစ်ခုကဒီပွဲမှာတွေ့တဲ့ Slavia Prague နဲ့ Bodo Glimt ဒီဟိုဘက်ဒီဘက်မျှနေတဲ့အသင်းတွေဖြစ်တဲ့အတွက်ဒီပွဲဒီဖြောပြမှုပေးမဲ့ပွဲလို့ကျွန်တော်ယူဆထားတယ်ဒီပွဲအတွက်ပေးထားတဲ့စတဲ့ကြေးမှာ Slavia ကနေ1.80ဘော်လီကြေးပေးထားတယ်ဂိုးပေါင်းကြေးက 3D ဝင်ရိုးကနေ3.10လောက်ကိုလှမ်းပေးထားတယ်အခုမြန်မာစံတော်ချိန်တနာရီခွဲမှာတော့ Slavia Prague ရဲ့ဘော်လီကြေးဒီ1.90ထိဖြစ်လာတယ်ဂိုးပေါင်းကြေးဒီ3.50ဖြစ်လာပါတယ်ကျွန်တော်ကဒီအသင်းကိုအဆင့်တူအသင်းတွေလို့သတ်မှတ်ထားတာဖြစ်တဲ့အတွက်ဒီပွဲမှာလူကြိုက်နေနိုင်တဲ့ Slavia Prague Ancient ရဲ့ body ကိုကျွန်တော်ကြိုက်တယ်။ဂိုးပေါင်းမှာတော့နှစ်ဖက်သွင်းကိုရှိမယ်လို့ယူဆတဲ့အတွက်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်ဗျာ။နောက်ထပ်တစ်ပွဲက Ajax နဲ့ Inter Milan တို့ကစားကြမယ့်ပွဲဒီပွဲကတနာရီခွဲမှာဖြစ်ပါတယ်။ Inter Milan တင်းဒီမနှစ်တုန်းက knockout မှာ Feyenoord နဲ့သူခုလိုပဲနယ်သာလန်ဝေးပွဲမှာသွားကစားရတယ်။အဲတုန်းကပေးခဲ့တဲ့ body ကြေးကလည်းဒီနေ့သူ Ajax တင်းကိုပေးထားတဲ့ကြေးမျိုးပဲဗျ။ဒီပွဲတွေပေးထားတဲ့ကြေးမှာ Inter Milan တင်းကနေ1.40 body ကြေးပေးထားတယ်။ဂိုးပေါင်းကြေးက 3D ပေးထားတယ်ဒီပွဲမှာတော့ကျွန်တော် Inter Milan အသင်းရဲ့ body ကိုပဲကြိုက်ပါတယ်ဗျာနောက်ထပ်တစ်ပွဲက Liverpool နဲ့ Atletico Madrid တို့ကစားကြမယ့်ပွဲတနာရီခွဲမှာပဲဖြစ်ပါတယ်ဒီပွဲတဲ့စတဲ့ကြေးမှာ Liverpool အသင်းဒီ body ကြေး 1D ဝင်ရိုးကနေ1အနှုတ်10-15လောက်ပေးထားတယ်ဂိုးပေါင်းကြေးဒီ3.50ဖြစ်ပါတယ်အခုတနာရီခွဲချိန်မှာ Liverpool အသင်းရဲ့ body ကြေးဒီ DJ ပဲပြောင်းလဲမှုမရှိဘူး 1D ဝင်ရိုးပဲ1အနှုတ်10
15လောက်ရှိပါတယ်ကိုပေါင်းကျဲကတော့ 3D ဝင်ရုံကနေ3ပေါင်း20ထိဖြစ်လာတယ်ဒီရသည်မှာလီဗာပူးကိုသတိထားမိတာကဒီအသင်းရဲ့ကြွေပဲဗျဒီအသင်းဒီပရီးမီးယားလိမှာကစားခဲ့ပြီးတဲ့ပွဲတွေ1-2-3-4နိုင်တယ်နောက်ဆုံးမိနစ်မှနိုင်တယ်ကြည့်အောင်တယ်နောက်ဆုံးမိနစ်မှသူကြည့်အောင်တယ်0-0တည်ကြနေတယ်နောက်ဆုံးမိနစ်မှာ0-1ဖြစ်သွားတယ်ဒါကပြည်တွင်းလိအခြေအနေပေါ့ဗျာဒါကဘာကိုရင်ညွှန်းနေတယ်လဲဆိုတော့ချန်ပီယံဖြစ်မဲ့အသင်းတွေမှာပဲတွေ့ရလေရှိတဲ့ကြွေမျိုးဖြစ်ပါတယ်ဗျာနောက်ဆုံးစက္ကန့်အထိငါတို့900နိုင်တယ်ဆိုတဲ့ယုံကြည်မှုနောက်ဆုံးစက္ကန့်အထိငါတို့နိုင်မယ်ဆိုတဲ့ယုံကြည်မှုမျိုးဟာချန်ပီယံလောင်းတွေမှာပဲရှိတတ်တဲ့အမိုးကျစ်မျိုးအဲ့ဒီအမိုးကျစ်ဇဲလက္ခဏာကိုဒီယာဒီလီဗာပူးအသင်းမှာကျွန်တော်တို့တွေ့နေရတယ်ဒါပေမဲ့အီဒီဂိုအသင်းကိုကြည့်ရင်အသင်းရဲ့နီးပြကလည်းလူဆိုးကစားသမားတွေကလည်းလူဆိုးတွေစုနေပေမဲ့ဒီယာဒီအီဒီဂိုမက်ဒရစ်ဟာလူဆိုးရုပ်မပေါက်ဖဲနဲ့လွယ်ဆိုးရုပ်ပေါက်နေတယ်ဗျရုတ်တိရော့ရဲ့ပျော့တိပျော့ဖတ်နဲ့ဘာလို့လွန်နေမှန်းတော့မသိဘူးခုချိန်ထိအီဒီဂိုမက်ဒရစ်ဒီအစင်မပြေသေးဘူးဒေတာကဒီပွဲမှာအန်ဖီမှာပေးကိုနဲအောင်ဒါမှမဟုတ်တတ်မှတ်ရအောင်သူကစားလာမှာပဲကျွန်တော်ကဒီပွဲမှာချွင်းချက်မရှိလီဗာပူးအသင်းရဲ့ဘော်ဒီကိုကြိုက်တယ်1-1ဝင်ရိုးမှာပဲဖြစ်ဖြစ်1-20ပဲဖြစ်ဖြစ်ဒီပွဲကိုလီဗာပူးအနိုင်လို့ပဲကျွန်တော်သတ်မှတ်ထားတယ်1D ဝင်ရိုးမှာလီဗာပူးအသင်းရဲ့ဘော်ဒီကိုကြိုက်တယ် 3D ဝင်ရိုးမှာဂိုးပေါင်းအပေါ်ပါကျွန်တော်ကြိုက်ပါတယ်ဗျနောက်ထပ်တစ်ပွဲက PSG နဲ့အတလန်တာတို့ကစားကြမဲ့ပွဲတနာရီခွဲမှာပဲဗျဒီပွဲရဲ့စတင်ခြင်းမှာ Asian PSG အသင်းကနေ1.50ဘော်ဒီကျဲဝင်ရိုးကနေ1.40လောက်ပေးထားတယ်ဂိုးပေါင်းကျဲဒီ 3D ဝင်ရိုးကနေ3.10ဆိုပြီးတော့ပေးထားတယ်အခုမြန်မာစံတော်ချိန်နေ့လယ်2နာရီထိုးကန်ဒီအချိန်မှာ PSG အသင်းကနေဘော်ဒီကျဲ DJ ပဲဂိုးပေါင်းကျဲကတော့3.10ကနေ3.20လောက်အထိဖြစ်လာတာကိုတွေ့ရတယ်။ PSG အသင်းဒီပွဲမှာသူတို့မနစ်ကချန်ပီယံလိဖလားကိုရအောင်ယူပေးခဲ့တဲ့တိုက်စစ်ကစားသမားတွေအကုန်လွဲဖို့ရှိတယ်။တမီလီလွဲမယ်ဒိုရေးလွဲမယ်ပြီးတော့ကာဗာရက်စကီလီယာဒီကစားသမားလည်းဒီပွဲမှာမပါနိုင်ဘူးဆိုတော့ရောင်ပေနဲ့ဘာကိုလာတို့ကွန်ကာလိုရာမို့စ်တို့နောက်အမ်ဘာယီတို့ဒီလိုကစားသမားတွေဥဆောင်လာမဲ့ပွဲဗျ။အက်လန်တာကိုကြည့်တော့လေသူတို့ရဲ့အဓိကတိုက်စစ်ကစားသမားစကမကာဒီပွဲမှာမပါနိုင်ဘူး။နောက်ခန်ဆက်ကကိုလာစင်နဲ့ဒီကစားသမားလည်းပါနိုင်မှာမဟုတ်ဘူးအီဒါဆင်လည်းပါနိုင်မှာမဟုတ်ဘူးလူကမန်ကလည်းနီးပြတွေအိုင်ဗာဂျူရစ်နဲ့ပြဿနာဖြစ်နေတဲ့အတွက်ဒီပွဲမှာလည်းသူခေါ်လာမှာမဟုတ်ဘူးဆိုတော့ဗျာဒီကစားသမားအင်အားပြပြဝဝမရှိတဲ့နှစ်သင်းကစားမဲ့ပွဲမှာနီးပြတွေရဲ့အည်သွေးသည်ဆိုင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အင်ရီဂေးဒီပွဲမှာအိုင်ဗာဂျူရစ်ရဲ့နှစ်ဖူးကိုဖနှောင့်စာတုတ်ပါလိမ့်မယ်ဗျာအဲ့တော့ဒီပွဲရဲ့ပေးထားတဲ့ဘော်ဒီဂျေ1.50ဝင်ရုံးကနေလက်ရှိ1.35-40မှာတော့ကျွန်တော် PSG အသင်းရဲ့ body ကိုကြိုက်တယ်ညနေအထိဒီ body ကြေးတိုင်းမှသွားနေမယ်ဆိုရင်ဒီပွဲဒီတကြက်ရင်းပြီးတော့ PSG body ကတွေ့ကိုတွေ့ရမယ်ပွဲလို့ကျွန်တော်ယူဆတယ်။ဘာကြောင့်ဒီစကားကိုပြောတာလဲဆိုတော့ဒီပွဲဒီအနည်းဆုံး 1-0 တော့သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ body ကြေးကြီးက1.60တို့1.80တို့ဖြစ်သွားပြီဆိုရင်တော့ဒီပွဲဒီထိုင်သာကြည့်နေလိုက်တော့ဗျာ။ PSG ရဲ့အနိုင်မပြတ်သားဘူးဆိုရင်30ရင်းရတာပြဿနာမရှိပေမဲ့60-80ရင်းရရင်တော့ပြဿနာရှိလာပါလိမ့်မယ်။အဆုံးထိလိုက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေအာတမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ